တခါတော့ကမြန်မာပြည်ရဲ့တောတောင်ထူထပ်တဲ့ကျေးရွာလေးတစ်ခုမှာဘလူးကြီးတစ်ကောင်နေထိုင်ပါတယ်။ဒီဘလူးကြီးဟာအင်အားကြီးမားပြီးလူတွေကိုစားတောက်တတ်တဲ့ရက်စက်တဲ့သတ္တဝါကြီးဖြစ်ပါတယ်။သူ့ရဲ့အနီးနားကကျေးရွာတွေဟာဘလူးကြီးကိုအလွန်ကြောက်ရွံ့ကြပြီးညဘက်တိုင်းအိမ်တွေပိတ်ကာပုန်းအောင်းနေကြရပါတယ်။တနေ့မှာတော့ထိုကျေးရွာကိုမင်းသမီးလေးတစ်ပါးလာရောက်လည်ပတ်ပါတယ်။သူမဟာအလွန်ထက်မြက်ပြီးစွန့်စားလိုစိတ်ပြင်းပြတဲ့မင်းသမီးလေးဖြစ်ပါတယ်။သူမဟာကျေးရွာရဲ့လှပတဲ့သဘာဝတောတောင်တွေကိုလှည့်လည်ကြည့်ရှုရင်းတောထဲကိုရောက်သွားပါတယ်။ဒါပေမဲ့သူမသတိမထားမိခဲ့တာကဒီတောကြီးဟာဘလူးကြီးရဲ့နေရာဖြစ်နေတယ်ဆိုတာပါပဲရုတ်တရက်ဘလူးကြီးဟာတစ်ပင်ကြီးတွေကြားကနေပေါ်ထွက်လာပြီးမင်းသမီးလေးကိုဖမ်းဆီးလိုက်ပါတယ်ငါအတွက်ညစာလေးပဲလို့ဘလူးကြီးကဟားဟားနဲ့ရေပြီးပြောလိုက်ပါတယ်မင်းသမီးလေးဟာကြောက်လန့်သွားပေမဲ့သူမရဲ့စိတ်ဓာတ်ကခိုင်မာပါတယ်။သူမဟာဘလူးကြီးကိုလှည့်စားဖို့အခွင့်အရေးတစ်ခုစောင့်နေပါတယ်။သူမကဘလူးကြီးရဲ့မင်းကအင်အားကြီးတယ်ဆိုတာငါသိပါတယ်။ဒါပေမဲ့မင်းရဲ့ဉာဏ်ရည်ကိုစမ်းသပ်ချင်တယ်ငါကိုမေးခွန်း၃ခုမေးပါငါဖြေနိုင်ခဲ့ရင်ငါကိုလွှတ်ပေးရမယ်လို့ပြောလိုက်ပါတယ်။ဘလူးကြီးဟာမမာနကြီးပြီးသူ့ရဲ့ဉာဏ်ရည်ကိုယုံကြည်နေတာကြောင့်သဘောတူလိုက်ပါတယ်။သူကပထမမေးခွန်းကိုမေးလိုက်ပါတယ်။ကမ္ဘာပေါ်မှာအကြီးဆုံးအရာကဘာလဲ။မင်းသမီးလေးကပြုံးပြီးဖြေလိုက်ပါတယ်။ကမ္ဘာပေါ်မှာအကြီးဆုံးအရာကမိုးကောင်းကင်ပါဘလူးကြီးဟာမျှော်လင့်မထားတဲ့အဖြေကိုကြားပြီးအံ့အားသင့်သွားပါတယ်။ဒုတိယမေးခွန်းကိုဘလူးကြီးကမေးပါတယ်။ကမ္ဘာပေါ်မှာအမြန်ဆုံးຢာကဘာလဲ။မင်းသမီးလေးကပြန်ဖြေပါတယ်။ကမ္ဘာပေါ်မှာအမြန်ဆုံးຢာကစိတ်ကူးပါဘလူးကြီးဟာပိုပြီးအံ့အားသင့်သွားပါတယ်။တတိယမေးခွန်းကိုဘလူးကြီးကမေးပါတယ်။ကမ္ဘာပေါ်မှာအတန်မာဆုံးຢာကဘာလဲ။မင်းသမီးလေးကပြုံးပြီးဖြေလိုက်ပါတယ်။ကမ္ဘာပေါ်မှာအတန်မာဆုံးຢာကကျေးဇူးတရားပါ။ဘလူးကြီးဟာမင်းသမီးလေးရဲ့အဖြေတွေကိုကြားပြီးအလွန်အံ့အားသင့်သွားပါတယ်။သူ့ရဲ့မမာနကြီးတဲ့စိတ်ဟာလျော့ကျသွားပြီးမင်းသမီးလေးကိုလွှတ်ပေးလိုက်ပါတယ်။မင်းရဲ့ဉာဏ်ရည်ကိုငါလေးစားတယ်မင်းကိုလွှတ်ပေးမယ်လို့ဘလူးကြီးကပြောလိုက်ပါတယ်။မင်းသမီးလေးဟာဘလူးကြီးရဲ့လက်ထဲကနေလွတ်မြောက်သွားပြီးကျေးရွာကိုပြန်လည်ရောက်လာပါတယ်။သူမရဲ့ဉာဏ်ရည်နဲ့ရဲရင့်မှုတွေကိုသိရှိပြီးကျေးရွာသားတွေဟာသူမကိုချီးကျူးကြပါတယ်။ဒီပုံပြင်လေးကတော့ဉာဏ်ရည်နဲ့ရဲရင့်မှုဟာအန္တရာယ်တွေကိုကျော်လွှားနိုင်တယ်ဆိုတာကိုသင်ကြားပေးတဲ့ပုံပြင်လေးပါပဲ။